ဗုဒ္ဓဘာသာသာသနာဒီထက်မကပိုပြီးထွန်းကားစေဖို့တီတကူဆရာတော်ဖျားကြီးကြိုးစားဒါကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာညီလာခံပဲဖြစ်ပါတယ်ဒီပွဲကိုတက်ရောက်ကြတဲ့တက်ရောက်လာသူအလုံးဟာလည်းနိုင်ငံပေါင်းစုံကဘာသာရေးခေါင်းဆောင်တွေဖြစ်ခဲ့ကြပြီးဒီအခမ်းအနားမှာတီတကူဆရာတော်ကြီးကဗုဒ္ဓဘာသာသာသနာဇာတ်ထက်တပိုးတိုးတက်အောင်လို့ဟောပြောမိန့်ကြားခဲ့တာပဲဖြစ်ပါတယ်ဆရာတော်ကြီးရဲ့တက်တော်ကတော့ဒီနှစ်အတွင်းမှာပဲ89နှစ်ကိုရောက်လာခဲ့ပြီဖြစ်ပေမဲ့လည်းသာသနာအပေါ်ချစ်မြတ်နိုးတဲ့စိတ်နဲ့သာသနာတိုးတက်ပြန့်ပွားရေးကိုတော့အခုအချိန်ထိတိုင်အောင်လို့ကြိုးစားနေတုန်းပဲဖြစ်ပါတယ်ဒီရုရှားနိုင်ငံကာမီယာပြည်နယ်မှာကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာလည်းဆရာတော်ကြီးရဲ့ဖုန်းတကိုကြီးမားမှုကြောင့်တီတကူဆရာတော်ကြီးအပါအဝင်ဆရာတော်ကြီးရဲ့နောက်ပါရီဖြစ်ကြတဲ့အဘိဓမ္မမဟာရဏဂုရုနဲ့တောဏသမရွှေကျင်သာသနာပိုင်တီတကူဆရာတော်ကြီးတွေကပါတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်နိုင်ငံအရရမှာကတော့ဘာသာကြီးပေါင်းများစွာရှိပေမဲ့လည်းဒီလိုမျိုးဗုဒ္ဓဘာသာအတွက်အားကျုံမှန်တက်ဆောင်ရွက်ပေးနေတဲ့ဆရာတော်တွေဆိုတာရှားပါလာခဲ့ပြီမို့လို့တက်တော်89နှစ်ကိုရောက်တာတောင်စူးစမ်းပေးနေတဲ့တီတကူဆရာတော်ဖရာကြီးကိုပူးမြော်ပူဇော်လိုက်ကြပါဦးဗျာဒါနဲ့လူကြီးမင်းတို့ကိုယ်တိုင်လည်းဗုဒ္ဓဘာသာဒီထက်မကတိုးတက်ပွားများလာအောင်အကောင်းဆုံးစူးစမ်းကြဖို့ကိုလည်းမမေ့ကြပါနဲ့လို့ပြောရင်နှုတ်ဆက်လိုက်ပါရစေခင်ဗျာ